Manchester United ကဒီအပြောင်းရွှေ့ကာလမှာစတင်လှုပ်ရှားလာပါပြီ။ Premier League မှာရမှတ်81မှတ်နဲ့အဆင့်3နေရာကနေရပ်တည်နိုင်ခဲ့ပြီး Champions League ကိုပြန်လည်ဝင်ရောက်ခွင့်ရခဲ့ပြီးတဲ့နောက်မှာတော့ကလပ်အသင်းဟာ Atalanta စီကနေ Ederson ကိုခေါ်ယူဖို့သဘောတူညီမှုရခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမဲ့ United ကဒီလောက်နဲ့မပြီးသေးပါဘူး။ West Ham တောင်ပံကစားသမား Crescencio Samabi ကိုခေါ်ယူဖို့စုံစမ်းမေးမြန်းမှုတွေရှိနေတယ်လို့သတင်းတွေကဆိုပြီး West Ham ဘက်ကတော့ပေါင်တန်း90ဝန်းကျင်လောက်တောင်းဆိုနိုင်ခြေရှိနေပါတယ်။ United ပရိသတ်တွေကတော့သူ့ကိုလိမ့်နဲ့ West Ham တို့မှာကစားခဲ့တာကြောင့်သိကြမှာပါ။ဒါပေမဲ့ Manchester United ကသူ့ကိုခေါ်ယူဖို့ဘာကြောင့်စိတ်ဝင်စားနေပုံရတာလဲ။ဒီနေ့ကျွန်တော်တို့ပြောပြသွားမယ့်အကြောင်းအရာကအဲ့ဒါပဲဖြစ်ပါတယ်။ဒါဟာ Manchester United ဘာကြောင့် Crescencio Samabi ကိုလိုချင်နေရတာလဲဆိုတဲ့အကြောင်းရင်းပါပဲ။ပထမဆုံးအနေနဲ့ United ဟာဘဲဘက်ချမ်းမှာပင်ကိုစွမ်းရည်ရှိတဲ့ရွေးချယ်စရာတယောက်ကိုအသုံးပြုနိုင်ပါတယ်။ပြီးခဲ့တဲ့နွေရာသီက Alejandro Garnacho ဟာ Chelsea ကိုပြောင်းရွှေ့သွားခဲ့တယ်လို့ Marcus Rashford ကလည်း Barcelona မှာအငှားစာချုပ်နဲ့100တီလုံးကစားခဲ့ရပါတယ်။ Barcelona ကသူ့ကိုအပိသက်ဝယ်ယူခွင့်တက်တန်းကုန်ဆုံးခွင့်ပြုလိုက်တာကြောင့်သူ့ရဲ့အနာဂတ်ကအခုထိမရေရာသေးပါဘူး။ Matías Cunha ကဘဲတောင်ပံကနေစတင်ကစားနိုင်ပေမဲ့သူကအလဲပိုင်းနေရာတွေကိုမကြာခဏရွှေ့ကစားလေးရှိပါတယ်။အာမတ်နဲ့ Brian Mbeumo တို့ကလည်းတောင်ပံတွေမှာကစားနိုင်ပေမဲ့သူတို့နှစ်ယောက်စလုံးကညာဘက်ချမ်းကနေပဲပုံမှန်ကစားလေးရှိပါတယ်။ဒါကြောင့် Samabi က career အတွက်ကွဲပြားတဲ့ပုံစံတစ်မျိုးကိုပေးစွမ်းနိုင်မှာပါ။သူကညာခြေတံဘဲတောင်ပံကစားသမားဖြစ်ပြီးဘေးစီကနေဘောလုံးလက်ခံရတာခန့်စစ်မှုနဲ့ရင်ဆိုင်ရတာပြီးတော့တိုက်ရိုက်ထိုးပေါက်တိုက်စစ်ဆင်ရတာတွေကိုတက်တောင့်တက်တာလုပ်နိုင်သူပါ။ပြီးတော့အဲ့ဒီလိုတိုက်ရိုက်ထိုးဖောက်နိုင်စွမ်းက Samabi ရဲ့အကြီးမားဆုံးအားသာချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ Premier League စီးရင်တွေရသူဟာပြီးဆုံးသွားတဲ့လက်ရာသီအတွင်းမှာလူကျော်ဖြတ်မှု105ကြိမ်ထိပြုလုပ်ခဲ့တယ်လို့ပြသနေပါတယ်။အချက်ကတော့ရှင်းပါတယ်။ Samabi ကခန့်စစ်မှုတွေကိုရင်ဆိုင်ခြင်းနဲ့ပြိုင်ဘက်ကိုကျော်ဖြတ်ပြီးတိုက်စစ်ကိုရှေ့တက်ချင်တာပါ။ဒီအရေးသွေးကကြစ်လက်တဲ့ခန့်စစ်တွေကိုရင်ဆိုင်ရမှာအသုံးဝင်နိုင်ပါတယ်။ United ဟာ Carrick လက်အောက်မှာတိတိတတ်တာတိုးတက်လာခဲ့ပြီးနောက်ဆုံး League ပွဲစဉ်18ပွဲမှာ12ပွဲအထိအနိုင်ရခဲ့ပေမဲ့တိုက်စစ်ကစားသမားတွေအလဲမှာစုပြုံနေပြီးကွင်းကိုကြေကြေပြန့်ပြန့်ကစားပေးနိုင်မဲ့သူလိုအပ်နေတဲ့အချိန်တွေလည်းရှိနေသေးပါ။ Samabi ကအဲ့ဒါကိုလုပ်ပေးနိုင်ပါတယ်။သူကဘယ်ဘက်ဘေးစီးမှာနေမယ်ဆိုရင်ပြိုင်ဘက်နောက်ခံလူအနေနဲ့သူ့နောက်ကိုလိုက်မလားဆိုတာဆုံးဖြတ်ရပါတော့မယ်။အပြင်ကိုထွက်လာရင် Bruno Fernandes ဒါမှမဟုတ် Cunha အတွက်ကြားနေရာတွေမှာနေရာလုပိုရသွားစေနိုင်ပါတယ်။အတွင်းကိုပဲကတ်နေမယ်ဆိုရင်လည်း Samabi ကိုလွတ်လွတ်လပ်လပ်ဘောလုံးလက်ခံနိုင်စေပြီးအချိန်တင်ကတဦးချင်းအထိုင်မှာတိုက်စစ်ဆင်နိုင်စေမှာပါ။ဘယ်လိုပဲဖြစ်ဖြစ်သူကခန့်စစ်မှုကိုခက်ခဲတဲ့မေးခွန်းထုတ်နိုင်ပါတယ်။သူဟာဘေးစီးမှာပဲကက်ကစားတဲ့တောင်ပံကစားသမားတက်မဟုတ်ပါဘူး။သူဟာညာခြေတံဖြစ်တဲ့အတွက်ဘယ်ဘက်ကနေအတွင်းကိုဝင်ပြီးဂိုးကိုတိုက်စစ်ဆင်နိုင်ပါတယ်။ပြီးခဲ့တဲ့2023-2024ရာသီတုန်းကလိမ့်မှာသူ့ရဲ့ခြေစွမ်းပြနိုင်ခဲ့တဲ့အဓိကအကြောင်းရင်းကလည်းအဲ့ဒါပါပဲ။ PFA ရဲ့မှတ်တမ်းအရသူဟာပြိုင်ပွဲစုံမှာဂိုးပေါင်း21ဂိုးသွင်းယူခဲ့ပြီးဂိုးဖန်တီးမှု6ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။သူ့ကို EFL Championship ရာသီလုံးအကောင်းဆုံးကစားသမားဆုနဲ့ PFA Championship တစ်နှစ်တာအကောင်းဆုံးကစားသမားဆု2ခုစလုံးချီးမြှင့်ခဲ့ပါတယ်။ဒါကြောင့်တိုက်စစ်စွမ်းရည်ကအချိန်တစ်ခုအထိထင်ရှားနေခဲ့တာပါ။သူ့ရဲ့ပထမဆုံး West Ham ရာသီကတော့2025ဇန်နဝါရီမှာရရှိခဲ့တဲ့ပြင်းထန်တဲ့ပေါင်နောက်ကျောဒဏ်ရာကြောင့်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာဧပြီလမှာခွဲစိတ်မှုခံယူခဲ့ရပြီးနောက်ရာသီမရောက်မချင်းပြိုင်ပွဲဝင်ပွဲစဉ်တွေစီပြန်မလာနိုင်ခဲ့ပါဘူး။2025-2026မှာကစားဟန်ပြန်ရလာတဲ့အခါအဲ့ဒီအန်ရီပေးနိုင်တဲ့ကစားသမားကိုကျွန်တော်တို့ပြန်မြင်လာရပါတယ်။ Samabi ဟာပြိုင်ပွဲစုံပွဲစဉ်34ပွဲမှာ9ဂိုးသွင်းယူပြီးဂိုးဖန်တီးမှု9ကျိန်တဲ့ရာသီကိုအဆုံးသတ်ခဲ့ပါတယ်။အဲ့ဒီဂိုးတွေက9ဂိုးက Premier League မှာရခဲ့တာဖြစ်ပြီးကျန်တဲ့2ဂိုးကတော့ FA ဖလားမှာရခဲ့တာပါ။ဒီကိန်းကနန်းတွေကထူးထူးခြားခြားတော့မဟုတ်ပေမဲ့နောက်ခံအခြေအနေကအရေးကြီးပါတယ်။ West Ham ဟာတန်းဆင်းသွားခဲ့ပြီးရာသီရဲ့အချိန်အများစုကိုဇယားအောက်ခြေနားမှာရုန်းကန်ခဲ့ရတာပါ။ဒါတော့မှ Samabi ဟာရာသီဝက်ရဲ့ဒုတိယပိုင်းမှာအဆုံးဖြတ်ပေးနိုင်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။အချိန်တစ်ခုမှဆိုရင်သူဟာပြိုင်ပွဲစုံပွဲစဉ်9ပွဲမှာ6ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။သူဟာ Tottenham, Sunderland, Chelsea နဲ့ Burnley တို့နဲ့ကစားခဲ့တဲ့ League ပွဲစဉ်4ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီးဧပြီလမှာဘာတန် Albion ကိုအချိန်ပိုအနိုင်ကိုသွင်းယူပေးခဲ့ပါတယ်။နောက်ပိုင်းမှာလည်း Fulham အိမ်ကွင်းမှာအနိုင်ကိုသွင်းယူခဲ့ပါသေးတယ်။ဒါကသူ့အသင်းရုန်းကန်နေရချိန်မှာတော့အရေးကြီးတဲ့အခိုက်အတန့်တွေကိုဖန်တီးပေးနိုင်တယ်ဆိုတာပြသနေပါတယ်။ United မှာတော့သူဟာအဆင့်3နဲ့အဆုံးသတ်ထားတဲ့အသင်းတစ်သင်းစီရောက်လာမှာဖြစ်ပြီးခြားနားတဲ့တိုက်စစ်အခွင့်အရေးမျိုးရနိုင်မှာပါ။ Bruno ကအမြန်ပေးပို့မှုတွေရှာဖွေနေပြီးသူ့အပြင်ဘက်ကနေနောက်ခံလူတစ်ယောက်ကရှေ့တက်လာတဲ့အပြင် Benjamin Sesko ကလည်းဗဟိုခံစစ်မှုတွေကိုအလုပ်ရှုပ်စေမှာဖြစ်လို့ Samabi အနေနဲ့ပိုကောင်းမွန်တဲ့အခြေအနေတွေမှာဘောလုံးလက်ခံရရှိနိုင်ပါတယ်။အခု United ရဲ့စိတ်ဝင်စားမှုကဘာကြောင့်အတိတ်ပဲရှိနေလဲဆိုတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်။အဲ့ဒါကိုခဏနေရင်ဆက်ပြောပြပါမယ်။ဒါပေမဲ့တင်က channel ကို subscribe မလုပ်ရသေးဘူးဆိုရင်ကျွန်တော်တို့ရဲ့အမခန့်အကြောင်းအရာတွေကိုဘယ်တော့မှမလုပ်စေဘူးအခုပဲချက်ချင်းသွားလုပ်လိုက်ပါပြီးပြီလားကဲအခုဗီဒီယိုကိုပြန်သွားကြရအောင်Samabi ဟာ Carrick သဘောကျတဲ့ကစားကွက်နဲ့လည်းကိုက်ညီနိုင်ပါတယ်။ Carrick ဟာ United မှာယာယီတာဝန်ယူစဉ်ကာလအတွင်း4နှစ်3တကစားကွက်ကိုရေဘူးရအဖြစ်အသုံးပြုခဲ့ပြီး Middlesbrough မှာရှိစဉ်ကလည်းသူအကြိုက်ဆုံးကစားကွက်ဖြစ်ခဲ့ပါတယ်။အဲ့ဒီကစားကွက်မှာ Samabi ဟာဘယ်ဘက်ကနေစတင်နိုင်ပြီးလိုအပ်ရင်ဘေးစီးအထိဖြန့်ကစားတာဒါမှမဟုတ်ဘယ်နောက်ခံလူရှစ်တက်လာချိန်မှာအတွင်းကိုဝင်ကစားတာတွေလုပ်နိုင်ပါတယ်။သူကအထူးအဖြစ်ဘယ်တောင်မှကစားသမားဖြစ်ပေမဲ့ညာဘက်ချမ်းကနေလည်းကစားနိုင်ပါတယ်။နယ်သာလန်အသင်းနဲ့အတူအဲ့ဒီလိုပြောင်းလဲပြင်းလဲရှိမှုကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးပါပြီ။
ကမ္ဘာဖလားပြိုင်ပွဲမှာဂျပန်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆမ်မာဘီဟာညာဘက်ချမ်းကနေပွဲထွက်ခဲ့ပြီးနှစ်9စီတရေကျတဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ဆွီဒင်နဲ့ပွဲမှာအရန်ခုံကနေဝင်လာပြီးနောက်ဆုံးဂိုးကိုသွင်းယူခဲ့တယ်လို့9-9နဲ့အနိုင်ရတဲ့ပွဲမှာနောက်ထပ်2ဂိုးအတွက်လည်းပါဝင်ပတ်သက်ခဲ့ပါတယ်။ပြိုင်ပွဲမတိုင်ခင်ရက်ပိုင်းအလိုမှနယ်သာလန်လက်ရွေးစင်အသင်းကြီးအတွက်ပွဲဦးထွက်ကစားခွင့်ရခဲ့တဲ့ကစားသမားတစ်ယောက်အတွက်တော့ဒါဟာကြီးမားတဲ့တက်ရောက်မှုပါပဲ။ယော်နယ်ကူမန်ကသူ့ရဲ့အမြန်နှုန်းမြန်ရည်နဲ့ဘောလုံးထိမ့်သိမ့်နိုင်စွမ်းကိုချီးကျူးခဲ့ပါတယ်ဆမ်မာဘီဟာတန်းစင်းစုံကနေရုန်းကန်နေရတဲ့ကလပ်အသင်းအတွက်တင်မကပဲဘောလုံးအသာစီးယူကစားဖို့မျှော်လင့်ရတဲ့နိုင်ငံတကာအသင်းအတွက်ပါအထောက်အကူပြုနိုင်ကြောင်းအခုပြသလိုက်ပါပြီ။အဲ့ဒီလိုဆွေးဆုံရမှုကရှီလီယားရဲ့ရာသီတစ်ခုလုံးမှာတန်ဖိုးရှိလာမှာပါ။ United ကချန်ပီယံလိကိုပြန်လည်ဝင်ရောက်လာတာဖြစ်လို့လိပြိုင်ပွဲဥရောပပြိုင်ပွဲနဲ့ပြည်တွင်းဖလားပြိုင်ပွဲတွေအားလုံးမှာရှင်ပြိုင်နိုင်ဖို့ကာရက်အနေနဲ့လုံလောက်တဲ့တိုက်စစ်အင်အားလိုအပ်မှာဖြစ်ပါတယ်။အမ်ဘိုမိုအာမတ်ကိုညာနဲ့ဆက်စကိုတို့ဟာပွဲတိုင်းမှာပွဲထွက်နိုင်မှာမဟုတ်ပါဘူးဆမ်မာဘီအနေနဲ့ဘယ်တောင်မှနေရာအတွက်ရှင်းပြနိုင်တယ်လို့ညာဘက်ကိုလည်းအစားထိုးကစားပေးနိုင်ပြီးအရန်ခုံကနေဝင်လာကပြင်ပန်းနေတဲ့ခန်းစစ်မှုတွေကိုတိုက်စစ်ဆင်နိုင်ပါတယ်အသက်24နှစ်အရွယ်မှာသူဟာကစားသမားဘဝရဲ့အကောင်းဆုံးအချိန်လို့ဆိုရမယ့်ကာလကိုရောက်ရှိနေပါပြီသူကအစဉ်သင့်ဖြစ်ဖို့ရာသီအနေငယ်လိုအပ်မဲ့ဆယ်ကျော်သက်အရွယ်မဟုတ်တော့ပေမဲ့ဆက်လက်တိုးတက်နိုင်ပြီးတန်ဖိုးကိုထိန်းထားနိုင်လောက်အောင်တော့ငယ်ရွယ်နေသေးပါသူကလိမ့်နဲ့ West Ham တို့မှာအင်္ဂလိပ်ဘောလုံးအတွေ့အကြုံရှိထားတဲ့အတွက်လုံးဝကွဲပြားတဲ့လိကနေရောက်လာမဲ့တောင်ပန်ကစားသမားတစ်ယောက်ထက်ထိုင်ကြဖို့စွန့်စားရမှုပိုနေနိုင်ပါတယ်ဒါပေမဲ့ထင်ရှားတဲ့စိုးရိမ်စရာတစ်ခုတော့ရှိပါတယ်။အဲ့ဒါကသူ့ရဲ့ဒဏ်ရာမှတ်တမ်းမှာပဲသူ့ရဲ့2024-2025ရာသီကိုအဆုံးသတ်စေခဲ့တဲ့ပေါင်နှောက်ကျော်ပြဿနာဟာခွဲစိတ်မှုခံယူရလောက်တဲ့အထိပြင်းထန်ခဲ့ပါတယ်။နောက်ရာသီမှာလည်းထိခိုက်မိတာနဲ့ခြေသလုံးကျွတ်သားပြဿနာကြောင့်ပွဲစဉ်တချို့ကိုလွဲချော်ခဲ့ပါသေးတယ်။ဒါကြောင့်သူ့ကိုဒဏ်ရာကင်းစင်တဲ့သူလို့ဖော်ပြမယ်ဆိုရင်မှားယွင်းပါလိမ့်မယ်။ကြီးမားတဲ့ပြောင်းရွှေ့ခြင်းကိုမပေးချေခင်သူ့ရဲ့စိတ်မှတ်တမ်းကို United အနေနဲ့တေချာလေ့လာဖို့လိုအပ်ပါလိမ့်မယ်။ပေါင်တန်း90ဆိုတာတန်တလားဆိုတဲ့မေးခွန်းလည်းရှိနေပါတယ်။ West Ham ဟာ2024တုန်းကလိတ်ကနေသူ့ကိုခေါ်ယူချိန်မှာပေါင်တန်း25ထပ်ပိုတဲ့ပြောင်းရွှေ့ခြင်းကိုပေးခဲ့ရတယ်လို့သတင်းတွေကဆိုပါတယ်။သူက2029အထိတက်တန်းရှိတဲ့နှစ်စာချုပ်ကိုနောက်ထပ်တစ်နှစ်တက်တန်းတိုးခွင့်နဲ့လက်မှတ်ရေးထိုးထားတာဖြစ်လို့ West Ham ဟာစာချုပ်အရအားတာတဲ့အနေအထားမှာရှိနေသေးပါ။ဒါပေမဲ့တန်းဆင်းသွားရခြင်းကအခြေအနေတွေကိုပြောင်းလဲသွားစေပါတယ်။ West Ham ဟာ2024-2025ဘဏ္ဍာရေးနှစ်အတွက်အခွန်မဆောင်မီဆုံးရှုံးမှုပေါင်း104.2တန်းရှိတယ်လို့ထုတ်ပြန်ထားပါတယ်တန်းဆင်းသွားရတာကြောင့်ကလပ်အသင်းအနေနဲ့ကစားသမားရောင်းချမှုကတဆင့်ပေါင်တန်း100ထပ်ပိုပြီးရှာဖွေဖို့ဖိအားဝင်လာနိုင်တယ်လို့ Guardian သတင်းစာကနောက်ပိုင်းမှာဖော်ပြခဲ့ပါတယ်။ဒါကဆမ်မာဘီထွက်ခွာမယ်လို့အာမမခံနိုင်ပေမဲ့ပြင်းပြင်းထန်ထန်ကန့်လန့်လာမှုတွေကိုစဉ်းစားလာဖို့ပိုများစေပါတယ်။ပြိုင်ဘက်တွေရှိနေတယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ Chelsea နဲ့ Tottenham နှစ်သင်းစလုံးကဆမ်မာဘီနဲ့သတင်းထွက်နေပေမဲ့အဲ့ဒီကလပ်အသင်းတွေကဘယ်အသင်းကမှချင်းကပ်မှုကိုလူသိရှင်ကြားအတည်ပြုထားခြင်းတော့မရှိသေးပါဘူး။သူ့ရဲ့ကမ္ဘာဖလားခြေစွမ်းတွေကလည်းအလေးနဲ့ဆွေးနွေးမှုတွေမစတင်ခင်သူ့ရဲ့တန်ကြေးကိုမြင့်တက်စေနိုင်ပါတယ်။ဒါပေမဲ့အင်္ဂလန်မှာတခါမှမကစားဘူးတဲ့တောင်ပန်ကစားသမားတစ်ယောက်ကိုအလားတူပမာဏပေးရတာနဲ့ရှင်ရင်ဆမ်မာဘီဟာသူ့ရဲ့ကစားဟန်ကပရီးမီးယားလိဘောလုံးလောကနဲ့ဘယ်လောက်အဝင်ခွင့်ကြဖြစ်မလဲဆိုတာကိုပိုပြီးရှင်းလင်းစွာပြသထားပါတယ်။ United ဟာလည်းသူ့ရဲ့အနေရပေးနိုင်စွမ်းကိုဓာတ်ရိုက်ကြုံတွေ့ခဲ့ပူပါတယ်။ဆမ်မာဘီရဲ့ West Ham အတွက်ပထမဆုံးဂိုးကို2024အောက်တိုဘာမှာ Manchester United နဲ့ကစားခဲ့တဲ့ပွဲမှာသွင်းယူခဲ့တာဖြစ်ပြီးလန်ဒန်ကွင်းကြီးမှာ2-9နဲ့အနိုင်ရတဲ့ပွဲမှာနောက်ဘက်တိုင်နာကနေဝင်ရောက်ကဂိုးသွင်းယူခဲ့တာပါဒါကြောင့်ဂိုးတကူလေးနဲ့ခေါ်ယူဖို့ဆုံးဖြတ်ချက်ကိုမဆုံးဖြတ်နိုင်ပေမဲ့ United အနေနဲ့ penalty area အတွင်းသူယူဆောင်လာနိုင်တဲ့အချိန်ကိုက်ဝင်ရောက်မှုနဲ့ရွေးရှားမှုကိုမြင်တွေ့ခဲ့ပြီးပါပြီအားလုံးခြုံကြည့်ရရင်ဒီလိုသတင်းထွက်ပေါ်နေတဲ့စိတ်ဝင်စားမှုနောက်ွယ်ကဘောလုံးရေးရယုတ်တိကနားလည်ရလွယ်ကူပါတယ်ဆမ်မာဘီဟာပင်ကိုဘေးစီးဖြန့်ကစားနိုင်စွမ်းအရှိန်မြင့်တင်နိုင်စွမ်းလူကြော်ဖြတ်နိုင်စွမ်းနေရာဆောင်ကစားနိုင်စွမ်းပရီးမီးယားလိအတွေ့အကြုံနဲ့ဆက်လက်တိုးတက်နိုင်မဲ့အလားအလာတွေကိုပေးစွမ်းနိုင်ပါတယ်သူ့ရဲ့ဒဏ်ရာမှတ်တမ်းနဲ့သတင်းထွက်နေတဲ့ West Ham ရဲ့တန်ဖိုးသတ်မှတ်ချက်တွေကြောင့်ဒါဟာအန်ရီယကင်းတဲ့အပြောင်းရွှေ့တစ်ခုမဟုတ်နိုင်ပေမဲ့သူဟာလက်ရှိကာရီရဲ့လူဆိုင်ရင်မှလိုအပ်နေတဲ့အရာတစ်ခုကိုဖြည့်ဆည်းပေးနိုင်ပါတယ်။အဲ့ဒါကတော့ခန်းစစ်မှုတွေကိုတဦးချင်းအထိုင်ရောက်အောင်လုပ်ပေးနိုင်ပြီးကြစ်လက်တဲ့အသင်းတွေကိုဖျက်ထုတ်ပေးနိုင်တယ်လို့ဂိုးသွင်းဖို့အတွင်းကိုလည်းဝင်ရောက်ကစားနိုင်တဲ့အထူးပြုဘယ်တောင်မှကစားသမားတစ်ယောက်ပါပဲ။ဒါပေမဲ့အခုကျွန်တော်တို့ပြည်သက်တွေဘယ်လိုထင်လဲဆိုတာကြားချင်ပါတယ်။ခရီဆန်စီယိုဆမ်မာဘီဟာ Manchester United ခေါ်ယူတဲ့တောင်ပန်ကစားသမားလားသူကပေါင်တန်း90ဝန်းကျင်လောက်တန်ကြေးရှိပါမလားပြီးတော့ Old Trafford မှာသူဘယ်လောက်အထိခြေစွမ်းပြနိုင်မယ်လို့ထင်ပါတယ်လဲ comment မှာဝင်ရောက်ပြီးကျွန်တော်တို့နဲ့ဆွေးနွေးပေးသွားပါဦး။ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပေးပြီး channel ကို subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်။ဗီဒီယိုအသစ်တွေကိုဘယ်တော့မှမလွတ်စေဖို့အတွက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်တာတာ